အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လိင်စိတ်မြင့်မားတဲ့အမျိုးသမီးဆိုတဲ့အကောင်းစဉ်လေးနဲ့ပြန်လည်ပြီးမှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာတော့အမျိုးသမီးတွေလိင်စိတ်ဘယ်လောက်ရှိမယ်ထင်တယ်လဲအမျိုးသားနဲ့အမျိုးသမီးရှင်လိုက်ရင်တော့ဘယ်သူလိင်စိတ်ပိုများပါတယ်လဲပေါ့နော်ဂျာဟော်မုန်းဖြစ်တဲ့ testosterone အများကြီးပိုင်ဆိုင်တဲ့အမျိုးသားတွေကပိုပြီးတော့များပါတယ်လင်စိတ်မြတ်တတ်တဲ့အမျိုးသမီးတွေရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အနည်းငယ်ကိုအတူတူလေ့လာကြည့်မယ်နော်နံပါတ်1ချက်အနေနဲ့ခဏခဏကြိုက်တွေပတ်သက်တဲ့အမျိုးသမီးကလင်စိတ်မြင့်မားတယ်အမျိုးသမီးတွေအမျိုးသားတွေနဲ့တိတိတသာပဲဖြစ်ဖြစ်မတိမတာပဲဖြစ်ဖြစ်တတ်ချင်းလို့တတ်တယ်မလားအမျိုးသားတွေဆိုရင်ကလည်းကိုစိတ်ဝင်စားတဲ့သူသဘောကျတဲ့သူဆိုရင်ခဏခဏတတ်ချင်းလို့ချင်းစိတ်ထိချင်းစိတ်ကြိုက်ချင်းစိတ်တွေဖြစ်ပေါ်တတ်ကြပါတယ်အဲ့လိုပဲအမျိုးသမီးတွေလည်းကိုသဘောမကျတဲ့သူဆိုရင်အသားချင်းထိရမှာတောင်မကြိုက်ပေမဲ့သူတို့စိတ်ခံစားချက်အနေငယ်ရှိပြီးတော့ယောက်ျားလိုမြင်တဲ့သူဆိုရင်တော့ခဏ skinship လေးတစ်ခုခုကိုလုပ်လိုက်ရမှာသဘောကျတတ်ကြပါတယ်အမျိုးသားရဲ့ပေါင်ကိုအသားလေးရိုက်တာတို့လေပင်လေတိုက်ကိုပတ်တက်တာတို့မတိမတာလေးပခုံးလေးကိုမိပြီးတော့စကားပြောတာတို့ပါတော့ပေါ့နော်စသဖြင့်ပေါ့နော်အဲ့လိုပညာသားပါနဲ့နီလန်းလေးတွေကိုကြားမှစိတ်ခံစားချက်ကတဆင်ဖြစ်ပေါ်လာတယ်ဆိုတာသက်သေဖြစ်ပါတယ်နံပါတ်2ချက်အနေနဲ့လက်တကြွယ်ချက်လက်ညှိုးကပိုရှိတဲ့အမျိုးသမီးကလိင်စိတ်ပိုများပါတယ်လက်ညှိုးကလက်တကြွယ်ထက်ပိုရှိရင်ဂျာဟော်မုန်းပိုများတဲ့အတွက်ကြောင့်မို့လို့လိင်စိတ်ပိုများတတ်တယ်လို့ပြောလို့ရပါတယ်အဲ့တော့လက်လေးထောင်ပြီးတော့ကြည့်လိုက်ပါအောင်ပေါ့နော်ဒီအယူအဆကအာရှနိုင်ငံတော်တော်များများမှာလဲဒိုင်နာရီဆန်ပြောလို့ရှိတဲ့ဖြစ်တဲ့အတွက်ကြောင့်အမျိုးသားတွေကအခုသဘောကျတဲ့အမျိုးသမီးတွေဆိုရင်အပျော်သဘောနဲ့လက်လေးပြဆိုပြီးတော့ကြည့်လို့ရပါတယ်နော်နံပါတ်3ချက်အနေနဲ့ဉာဏ်ရည်ထက်မြက်တဲ့အမျိုးသမီးတွေကတာမန်အမျိုးသမီးတွေထက်လင်စိတ်ပိုများပါတယ်လူအတိုင်းဝိုင်းမှာကြားနေကြစကားတစ်ခုရှိပါတယ်ဉာဏ်ရည်ထက်မြက်ရင်ထက်မြက်တဲ့လောက်အရေးချင်းရှိရင်ရှိတဲ့လောက်လင်စိတ်ခံစားချက်ပိုများကြတယ်လို့ပြောကြပြီးတော့အဲ့ဒီစကားကလည်းမှန်တယ်လို့ထင်ပါတယ်ပဝန်းကျင်တို့လေ့လာကြည့်လိုက်တာတေချာတဲ့အလုပ်အကိုင်အောင်မြင်ကြော်ကြားတဲ့သူတို့နယ်ပယ်အသီးသီးမှာထင်ပေါ်နေတဲ့သူတွေကဒီနာဖို့စိတ်ပိုရှိတယ်လို့ကြားခဲ့ရပါတယ်ဘယ်လိုပြောရမလဲသူတို့ရဲ့အတွေ့အခေါ်မြင်လာတာနဲ့တပြိုင်နက် sexual ကိုရှက်စရာကွယ်ဝတ်စရာလို့မမြင်ဘဲနဲ့လူတဘာဝမှာခံစားခွင့်ရှိတဲ့ pressure တစ်ခုအနေနဲ့သတ်မှတ်သွားကြတာများပါတယ်ပြီးတော့အဲ့လိုမျိုးတွေကသူတို့ sex နဲ့ပတ်သက်ပြီးတော့ဘယ်လိုမကြိုက်မျိုးရှိတယ်ဘယ်လိုမျိုးကိုကြိုက်လဲဘယ်လိုမျိုးကိုမကြိုက်ဘူးဘယ်လိုလုပ်ချင်တယ်ဘယ်လိုမျိုးကိုမလုပ်ချင်ဘူးသူတို့ရဲ့အကြိုက်ကိုသူတို့တေချာသိပြီးတော့ sex life မှာလည်းသူတို့ရဲ့ pressure အပြည့်အဝအရဖို့ခံစားကြတယ်လို့ပြောကြပါတယ်သူတို့အဲ့လိုပြောတာကိုသိလိုက်ရတဲ့အချိန်မှာသူတို့ကိုကျွန်မ respect ပေးပါတယ်နံပါတ်4ချက်အနေနဲ့အစားအရမြင့်တဲ့အမျိုးသမီးကစိတ်ပိုများပါတယ်အစားခြင်းစိတ်နဲ့လင်စိတ်ကလူသားတွေရဲ့မရှိမဖြစ်လိုအပ်တဲ့စိတ်ဆန္ဒတွေထဲကတစ်ခုဖြစ်ပါတယ်။အုံနောက်အတွင်းမှာရှိတဲ့ဟော်မုန်းထုတ်မှုကိုထိန်းညှိပေးတဲ့ hypothalamus မှာလင်ပိုင်းဆိုင်ရာ drive လုပ်ပေးတဲ့ sensory နဲ့အစားခြင်းစိတ်ဖြစ်ပေါ်စေတဲ့ epidic sensory တစ်ခုစီရှိပြီးတော့အဲ့ဒီနှစ်ခုကလည်းတစ်ခုနဲ့တစ်ခုအကျိုးသက်ရောက်မှုရှိတယ်လို့သုတေသနတွေကရှာတွေ့ထားပါတယ်။တေချာစဉ်းစားကြည့်ရင်ပိုက်ဆံနေတဲ့အချိန်မှာလှုပ်ချင်စိတ်မရှိကြပါဘူး။အဲ့တော့အစားအရမြင့်တဲ့ကောင်မလေးနဲ့ sex စတင်ချင်ရင်တော့အရင်ဆုံးသူ့ကိုအရအတာရှိတဲ့အစားအစာတွေကျွေးပြီးတော့သူ့ရဲ့စိတ်ခံစားချက်ပြန်လဲကောင်းလာချိန်မှာစတင်ဖို့အကြံပေးပါတယ်။နံပါတ်5ချက်အနေနဲ့ခတ်ဟောဝတ်တဲ့အမျိုးသမီးကအဲ့ဒီစိတ်ပိုများတယ်စကတ်တူလေးဒါမှမဟုတ် body light ပေါ်စီတဲ့အဝတ်တွေဝတ်ရတာကြိုက်တဲ့သူဖြစ်လေသူ့ရဲ့ body နဲ့ပတ်သက်ပြီးတော့ယုံကြည်မှုအပြည့်ရှိတတ်ကြတဲ့သူတွေဖြစ်ကြဒါများပါတယ်အဲ့လိုအမျိုးသမီးတွေကအဲ့ဒီစိတ်များတယ်လို့ဆိုတာထက်အမျိုးသားနဲ့ဆက်ဆံတဲ့အခါမှာသူတို့ရဲ့ body နဲ့ပတ်သက်ပြီးတော့ယုံကြည်မှု
ရှိကြတဲ့အတွက်ကြောင့်ဒါမှမိန်းကလေးတွေဆိုရင်ငါရဲ့ body ကဝနေတာတို့ဘာတို့ဖြစ်နေတာညာလိုဖြစ်နေတာအမျိုးသားကကြိုက်ပါမလားဆိုပြီးတော့စိတ်ဖြစ်စည်းမှုများပြီးတော့ကိုလုံနေတဲ့အလုပ်ကိုအာယုံမဆိုင်နိုင်ဖြစ်တတ်ကြပေမဲ့အဲ့လိုအမျိုးသမီးတွေကအမျိုးသားတစ်ယောက်ကငါ့ကိုသဘောကျဖို့လုံလောက်တဲ့ body ဆိုတာကိုသိတဲ့အတွက်ကြောင့်အဲ့ဒီယုံကြည်ချက်နဲ့အတူတူလောက်ကြတာများပါတယ်ဒီနေရာမှာအမျိုးသားတွေအထင်မှားနေကြတာခတ်ထိုးဝတ်တက်တဲ့အမျိုးသမီးတွေကိုသွေးဆောင်ဖျားယောင်းခြင်းလို့တော့မဟုတ်ပါဘူးเนาะမိန်းကလေးတိုက်ကကိုယ့်ရဲ့အလှကိုထုတ်ပြခြင်းကြတာပေါ်လွင်စေခြင်းကြတာပြီးတော့တခြားသူတွေချက်ကိုမှန်ထဲမှာကြည့်ရင်အစင်ပြေတယ်လှနေတယ်ဆိုတဲ့ခံစားချက်ကြောင့်လည်းဖြစ်ပါတယ်နံပါတ်6ချက်အနေနဲ့ stress တွေများတဲ့အလုပ်ပတ်ဝန်းကျင်ကလူတွေစိတ်ပိုများတယ်အလုတ်ခွန်ကနေရတဲ့စိတ်ဖြစ်စည်းမှုတွေကိုချစ်ရတဲ့သူနဲ့ဆက်ဆံပြီးတော့ဖြေဖြောက်ကြတဲ့လူတွေများတယ်လို့သိရပါတယ်။ sex ကဒီစိတ်ဖြစ်စည်းမှုတွေကိုပဲဖြေဖြောက်ပြီးယုံတယ်မကပဲနဲ့ခန္ဓာကိုယ်ရဲ့နာကျင်မှုတွေကိုတက်တာစေပြီးတော့စိတ်တက်ကြတာတွေကိုရော့နေစေပြီးနေလို့ထိုင်လို့ကောင်းစီမဲ့ဟော်မုန်းတွေထုတ်ပြီးလို့အလောက်ကြောင့်အတိုက်အတာတစ်ခုအထိ stress ပြီးနေတဲ့သူဆိုရင်ကိုချစ်ရသူနဲ့လိင်ဆက်ဆံပြီးနောက်ပိုင်းမှာစိတ်ရောကိုယ်ပါပြန်လဲလန်းဆန်းတာဒီလို့ပြောကြပါတယ်ဒါပေမဲ့အနည်းငယ်မဟုတ်ပဲနဲ့အလုံးနဲ့ပတ်သက်ပြီးတော့အရန်ကိုစိတ်ဖြစ်စီမှုစိတ်ငစ်စရာတွေနဲ့ရင်ဆိုင်နေရတဲ့သူဆိုရင်တော့အမျိုးသားကဒီအမျိုးသမီးကအလုံးနဲ့ပတ်သက်ပြီးတော့ဘယ်လိုတွေဖြစ်နေတယ်ဘယ်လိုတွေခံစားရတယ်ဆိုတာကိုရင်ဖွင့်တာတိုက်တန်းတို့ကိုတည်တည်ချာချာနားထောင်ပြီးတော့တည်တည်ချာချာနှစ်သိမ့်ပြီးဖို့ကတော့အရန်ကိုအရေးကြီးပါတယ်။နှိကုံးချုပ်အနေနဲ့ကတော့အရင်ခေတ်ကဆိုရင်လိင်စိတ်များတဲ့အမျိုးသမီးဆိုရင်ညစ်ညမ်းတယ်ဆိုပြီးတော့ဝေးကိုရှောင်တတ်ကြပြီမဲ့ဒီခေတ်ပုံစံဆိုရင်တော့ကောင်းကွက်တစ်ခုဖြစ်ရင်တောင်ဖြစ်နိုင်တယ်လို့တွေးမိပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ